video တပုတ်တင်တဲ့အချိန်တိုင်းမှာအမြဲတမ်း3-4ပုတ်လောက်ထွက်နေတဲ့ဆိုတဲ့မိတ်ဆွေတွေအတွက်ဒီ video လေးကိုတေချာကြည့်ပါဆိုတော့ကျွန်တော်က video တပုတ်တင်လိုက်တဲ့အချိန်မှာ video ကတပုတ်ထဲတင်တာဆိုပြီးမဲ့3-4ပုတ်လောက်ပေါ်နေတယ်ဆိုလို့ရှိရင်အလွယ်ကိုဆုံးပိန်လေးလေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တပုတ်ထဲတင်တာဒါပြီးမဲ့ဒီမှာ4ပုတ်ထွက်နေတယ်ဒီအကြောင်းအရာကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ post တင်ဖို့ကို video file တပုတ်ရွေးမယ်ပြီးရင် video file ရွေးပြီးသွားလို့ရှိရင်ဒီမှာခေါင်းစဉ်တွေရေးရမှာပေါ့နော်ဥပမာဟုတ်ပြီကျွန်တော်ခေါင်းစဉ်ရေးပြီးပြီဆိုလို့ရှိရင်ဒီအောက်မှာဒီမှာ AB test ဆိုတာရှိတယ်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင် auto AB testing ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ဒီနေရာမှာအရေးကြီးတယ်ဒီဟာကိုဖွင့်မိတယ်ဖွင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်လိုက်တဲ့အချိန်တိုင်းမှာအမြဲတမ်း3ပုတ်4ပုတ်လောက်ထွက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်က3-4ပုတ်လောက်မထွက်ချင်ဘူးတပုတ်သေးပဲထွက်ချင်တယ်ဆိုလို့ရှိရင်ဒီဟာလေးကိုပိတ်ပေးရမှာဖြစ်ပါတယ်ဒီကောင်လေးကိုပိတ်ပြီးတော့ဒီမှာကျွန်တော်ကစာရေးပြီးတော့ post တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ video file ကတပုတ်သေးပဲထွက်မှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကဒီ3-4ပုတ်လောက်ထွက်ချင်တယ်ဆိုလို့ရှိရင်ဒီဟာလေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီ AB test ဆိုတဲ့ဟာလေးကဘယ်လိုအသုံးဝင်တာလဲဆိုလို့ရှိရင်ကျွန်တော်ကဗီဒီယိုတစ်ပုတ်တင်လိုက်တဲ့အချိန်မှာကျွန်တော်တင်လိုက်တဲ့ဗီဒီယိုဖိုင်ကိုFacebook ကနေသူ့အတူ auto 4ပုတ်လောက်ထွက်အောင်သူကလုပ်ပေးတယ်အဲ့ဒီ4ပုတ်စလုံးကိုသူကတခါတည်းကြော်ညာပေးတာကြော်ညာပေးပြီးတော့ဘယ်ပုတ်ဘယ်ဗီဒီယိုဖိုင်ဘယ်လိုရေးတဲ့ဟာဘယ် title နဲ့စတဲ့ video file က view ပိုကောင်းတယ်ဆိုတဲ့ဟာကို तू က Facebook က auto သူ့အတူ AI စနစ်နဲ့ဖွင့်ပေးတဲ့ဟာပေါ့ဆိုတော့ဒါကဗီဒီယို3-4ပုတ်လောက်တခါတည်းပြချင်တဲ့မိတ်ဆွေတွေအတွက်ကဒီဟာဖွင့်ပေးရန်ကောင်းတယ်တကယ်လို့ကျွန်တော်ကအဲ့လိုမျိုးမကြိုက်ဘူးတပုတ်တည်းပဲကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီ AB tabs လေးကိုတခါတည်းပိတ်ရမှာဖြစ်ပါတယ်ဒီဟာလေးကိုပိတ်မယ်ဆိုလို့ရှိရင် AB tabs ကဗီဒီယို3-4ပုတ်ထွက်တဲ့အဲ့ဒါလေးကိုဖြည့်ရှင်းပေးတော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်